ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များကိုကျမတို့ရဲ့ဖူးမြတ် audio book channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel ကတော့ပရိသတ်များအတွက်အချက်ဆက်လမ်းကောင်းတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ channel တစ်ခုပဲဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်များနားဆင်ဖို့အတွက်ညာမင်းကလေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားချင်ပါတယ်ရှင်ဇာတ်လမ်းလေးမစတင်ခင်မှာပရိသတ်များကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါဦးနော်နောက်ထပ်တင်တဲ့ဇာတ်လမ်းကောင်းများစွာကိုသိရှိစေဖို့အတွက်လည်းဘေးနားနိုတီခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြပါအောင်ရှင်ဒါဆိုရင်တော့ဒီနေ့မှတင်ဆက်ပေးသွားခြင်းနဲ့ညာမင်းကလေးဆိုတဲ့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီရှင်တောင်းပန်ပါတယ်လက်မထပ်ပါနဲ့အကိုမင်းဘယ်သူလဲဘာလို့ငါလက်ထပ်မယ်ဆိုတာတားပြနေတာလဲပုံညကအကိုကိုစောင့်နေရလေအကိုသိချစ်ပါတယ်ဆိုတဲ့ချစ်သူလေငါမင်းကိုမသိဘူးရှင်းဆက်လိုက်တာအကိုရဲ့အကိုကမှရှင်းဆက်ရင်ပုံညက်ကလည်းရှင်းဆက်ရနိုင်မယ်အကိုလက်ထက်မဲ့မိန်းကလေးရဲ့အသက်ကိုပုံညက်နှုတ်ယူရမယ်အကိုတော်ပါတော့ကွာတော်ပါတော့ပညာစိတ်ညစ်လွန်းလို့အရက်တစ်ခတ်ကိုမောင်းတောင်းလိုက်တယ်သူ့ရဲ့အသက်က35နှစ်ပါလက်ထက်ဖို့ရည်ရွယ်ခဲ့တဲ့မိန်းကလေးလည်း4ယောက်လောက်ရှိတယ်ဒါမဲ့ပညာကလက်ထက်လို့မရခဲ့ပါလက်ထက်ခါနေတိုင်းပုံညက်ဆိုတဲ့မိန်းကလေးကလက်မထက်ဖို့လာတားပါတယ်လူမမြင်ရပဲအတန်ပဲကြားရတဲ့ညမရောက်လာတဲ့ညာမိန်းကလေးပုံညက်ကရက်ဆက်တယ်သူမစကားကိုလက်မခံမဲ့လက်ထက်ဖို့အတင်းစီစဉ်နေဆိုရင်ပညာနဲ့လက်ထက်မဲ့သူတို့သမီးတွေရဲ့အသက်ကကိစ္စတစ်ခုခုကြောင့်ဆုံးရှုံးရမည်ဖြစ်ပါတယ်ဥပမာဓာတ်လိုက်ပြီးတေးဆုံးတာကားအက်ဆီဒန့်ဖြစ်တာပညာအရက်တီတစ်ခွက်ပြီးတစ်ခွက်တောက်ရင်းနဲ့နောက်ဆုံးတော့မှောက်ကျသွားပါတယ်အဲ့ဒီကသူ့ရဲ့ဘေးမှာအငွေဖြူဖြူတွေရောက်လာပြီးတော့အငွေတွေကဖြည်းဖြည်းချင်းနဲ့မိန်းကလေးတယောက်ပုံစံပြောင်းသွားပါတယ်အဲ့ဒီမိန်းကလေးကတော့ပုံညက်ပါပုံညက်ကအကိုရဲ့ပါးလေးကိုနမ်းလိုက်တယ်ဟင်ဒါကဘလို့နေရလဲပညာရောက်နေတဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ရေရွတ်လိုက်တယ်သူ့ရဲ့ပတ်ဝန်းကျင်မှာအဖြူရောင်အငွေတွေပိတ်နေပါတယ်ဘာမှမမြင်ရပေမဲ့ရက်နေခြင်းနဲ့စိတ်မရှိတာကြောင့်သူခြေဦးတရားကိုရှောက်သွားရင်ရွှေရောင်တဖိတ်လက်နေတဲ့အဆောက်အဦတစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒီထဲကနေမိန်းကလေးတယောက်ပြေးထွက်လာတာနဲ့ပညာကတွေးလိုက်ရတယ်ပုံညက်ဝမ်းသာလိုက်တာပုံညက်ရဲ့အနမ်းကအခုဒီနေ့တော့တီကိုခေါ်လာနိုင်ပြီပုံညက်လားမင်းကပုံညက်လားဟုတ်တယ်လေကိုရဲ့လာကိုပုံညက်ကသူ့လက်ကိုဆွဲပြီးရွှေရောင်အဆောက်အဦထဲကိုဝင်သွားပါတယ်အရှင်ကအတန်မဲကြားရတဲ့ပုံညက်ကိုလူတွေ့ရရင်ရိုင်းနဲ့ပြစ်ချင်တဲ့အထိပဲမဲ့ပုံညက်နဲ့အသားချင်းထိတွေ့တော့သူ့ရဲ့စိတ်ကနူးညံ့ပြီးပုံညက်နဲ့လည်းရင်းနှီးတယ်လို့ခံစားရတယ်အကိုဟိုနေရန်ကိုကြည့်ပုံတွေကိုတွေ့လားငါပုံတွေရောငါဘေးမှာရှိနေတာမဲပုံပေါ့လေဟုတ်လားပုံညက်နဲ့အကိုနဲ့ကအရန်ကိုချစ်ခဲ့ကြတာလေလာကိုဟိုးပုံတက်ရအောင်ပုံညက်ကရှင်းချထားတဲ့လေးတောင်ကြကြကလေးနှစ်ခုကိုညွှန်ပြပြီးပြောလာပါတယ်အဲ့ဒီအချိန်မှာပညာရဲ့စိတ်ကအညှို့ခံထားရတယ်လို့ဖြစ်နေတယ်အကူကဟိုဘက်ကလေးမှာအိတ်နော်ပုံညက်ကဒီမှာအိတ်မယ်ပုံညက်ပြောတယ်လို့သူကလေးမော်တက်အိတ်တော့ပုံညက်ကလည်းဘေးကကလေးမော်လက်အိတ်လိုက်တယ်ပုံညက်ပါဇက်ကတခုခုရွတ်ဆိုနေပြီးခဏကြာတော့ပုံညက်ရောသူရောအဝေးအစားမပါဘဲနဲ့ဖြစ်သွားကြတယ်လက်ရှိအဖြစ်ပြက်ကိုအံ့ဩနေတော့မှပဲသူ့ရဲ့ခြေရင်မှာမိန်းကလေးတယောက်ရောက်လာပြီးတော့ပုံညက်ရဲ့ခြေရင်မှာယောက်ျားလေးတယောက်ရောက်လာပါတယ်ပုံညက်နဲ့ကိုနဲ့ကဒီနေရာရဲ့အရှိသခင်နေပါပုံညက်တို့ကမျက်တယ်ရှာဆက်အာနာဆက်ပြင်းတယ်လေပုံညက်တို့မဟုတ်တာတွေကိုလုံးလို့မရဘူးစန္ဒတွေကိုမထိန်သိမ့်နိုင်မဲနဲ့အကူကမအပ်ဆက်တာတွေကိုရှောက်လုပ်ခဲ့လို့ဖုံးကန်နေခဲ့ရတာပါအဲ့ဒါကြောင့်လေရန်သူတော်နတ်ဆိုးတွေကပုံညက်တို့တိုင်းပြည်ကိုတိုက်ခိုက်သိမ်းပိုက်လို့ရခဲ့တာလေသူတို့ကအခုကိုတပ်ပစ်တဲ့အပြင်ဒီတိုင်းပြည်ကိုအမြဲတမ်းအမောင်နေဖုံးလွှမ်းနေဖို့ချိန်စာတိုက်ခဲ့တာအကူကဘဝဆက်ဆက်လှုပ်ပြန်ဖြစ်ပြီးတဘဝမှာပုံညက်ရဲ့အနမ်းနဲ့ဒီနေရာကိုပြန်လာနိုင်ရမယ်အကူနဲ့ပုံညက်နဲ့တာဦးလေးရလာမှဒီချိန်စာလွတ်မြောက်ပြီးတော့တိုင်းပြည်ကလည်းပုံမှန်ပြန်ဖြစ်လာမှာအကူဒီခါကျမှအချွေရန်တွေကလည်းလက်ထက်ခွင့်ရကြမှာ
ဒါကြောင့်ငါကလက်ထက်လို့မရတာလားဟုတ်တယ်ကိုပုံညက်ကငြိမ်သွားပါတယ်အိမ်နောက်မှာတော့ပုံညက်ကဂါတာတကူကိုရွတ်လိုက်တာကြောင့်သူရောပုံညက်ရောအဝိတ္တေပြန်ဝစ်ပြီးသားဖြစ်သွားပါတယ်ပုံညက်ကသူ့ရဲ့ခေါင်းကိုဖတ်ပြီးသူမရဲ့ရင်ခွင်မှာအပ်လိုက်တယ်ပုံညက်ရဲ့ရင်ကိုယ်တန်းကိုကြားလာကိုပုံညက်အကူကိုချစ်တယ်အကူဆန္ဒရှိမယ်ဆိုရင်ဒီနေရာမှာပဲနေလို့ရပါတယ်အကူပြင်ခန္ဓာစီကအသက်ကိုပါပုံညက်နှုတ်လိုက်မယ်လေမနေချင်လဲအကူရဲ့ဘဝတစ်ဖက်မှာအကူအိမ်အောင်ပြုလို့ရပါပြီပုံညက်လိုက်ပြီးမနှောက်ရှက်တော့ပါဘူးဒါမဲ့အကူမထားပါနော်အကူအသက်50မှာပုံညက်တို့စီကိုပြန်လာရမယ်အကူရွေးချယ်ပါအကူဘယ်မှာနေချင်လဲကိုမိသားစုမှာကိုမရှိလို့မဖြစ်ဘူးပုံညက်ကိုကတူရီတော့တာပါသူတို့ကိုလိုအပ်တယ်သူလေးတဲ့အေးလေးနဲ့သူ့ကိုလိုနန်းစားသုံးပြီးရှင်းပြလိုက်တယ်ဒီခါပုံညက်ကမျက်ရည်တွေကျလာပြီးသူ့ကိုနမ်းရှိုက်ပါတယ်ဒါဆိုလဲနှုတ်ဆက်ပါတယ်အကိုပုံညက်ကနှုတ်ဆက်ပြီးပျောက်သွားတဲ့အခါမှာတော့သူကလိုက်ရှာမိပါသေးတယ်ပုံညက်ဟဲ့တာဒီကလေးအရန်အော်တာပဲကွယ်ဒီပုံညက်ကပေါ်လာပြန်ပြီလားကွယ်သူ့ကိုလုံနိုးခံရလို့တတိဝင်လာတော့သူ့အမေကိုတွေးလိုက်ရတယ်သူလည်းအမေဖြစ်သူကိုဖတ်ထားလိုက်ပါတယ်စိတ်ထဲမှာရောမျက်လုံးထဲမှာပါမြင်နေရတာတော့ပုံညက်ပါသူအိမ်မက်မက်နေရလားလို့တွေးတော့ငိုတန်တော့နေတဲ့ပုံညက်ရဲ့အတန်ကိုကြားလိုက်ရတယ်အကူအသက်50ပြည့်မဲ့နေ့ကိုပုံညက်စောင့်နေမယ်နော်သိကြပါတယ်သူအိမ်မက်မက်နေတာမဟုတ်ပါအိမ်နောက်မှာတော့သူကတပ်ပြင်းတစ်ချက်ကိုချလိုက်ပါတယ်မငိုပါနဲ့ညမရောက်လာတဲ့အကိုရဲ့ညာမိတ်ကလေးရဲ့အကိုမင်းကိုတတိယနေပါမယ်မင်းတက်မှတ်ထားတဲ့အချိန်မင်းစီကိုအရောက်ပြန်လာခဲ့ပါမယ်ကွယ်ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးခဲ့တာကတော့ညာမိတ်ကလေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ရက်များမှလည်းစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ပရိသတ်များကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်နော်ဒီနေ့မှနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ကြပါစေရှင်